Assalamu alaikum assaleba no Testa aman go de lamakan nisan duru ale turo yu ni duru shidi bi Islam bada windu a yindu ni nyisan so shin twe peaceful coexistent နေထိုင်ရန်ညွှန်ကြားထားရည်တဲ့ကိုရန်ကဏ္ဍတရားကိုအပိုက်6မှာဖတ်ထားပါတယ်အလားအလိုရှိတော်မူလျင်ကဘာမျိုးရှိရှိသမျှသောလူခတ်သိန်းတို့အားယုံကြည်သူဖြစ်အောင်လုပ်နိုင်တော်မူ၏တို့ရတွင်အလောရှိမြတ်ကဤကဲ့သို့မလုပ်ပေမယုံကြည်သူများအမြဲရှိနေပေမည်ကိုရန်ကဏ္ဍ31အပိုက်23ကဏ္ဍ30အပိုက်33ကဏ္ဍ36အပိုက်19ကဏ္ဍ26အပိုက်3မှာเนาะဤကဲ့သို့ဆိုဆုံးမှခြင်းနဲ့เนาะပတ်သက်ပြီးတော့ဖတ်ထားပါတယ်ဤသို့ဆိုပါလင်မဟာတမန်တော်မြတ်ကြီးမှလူတို့အားယုံကြည်သူဖြစ်လာရင်အတင်းအကျပ်ပြုလုပ်နိုင်မှာသလိုကုရ်အာန်ကဏ္ဍ30အပိုက်69မှာလဲအလောရှိမမှာပြီးငုံထိုးထားပါတယ်เนาะအကယ်စင်စစ်ကဘာပေါ်၌ပွင့်လေပြီးသမျှသောလာခြင်းကောင်းတော်မူသောမဟာလူသားမြတ်တမန်အဆူဆူတို့အားကျမ်းတော်ဤအမိနှင့်ဖော်ပြကျမ်းတော်၌အမိနှင့်ဖော်ပြသည်ဖြစ်စေအမိတက်၍မဖော်ပြသည်ဖြစ်စေချွင်းချက်မရှိအားလုံးတို့အားအကျွေးမဲ့ယုံကြည်ရမည်ဟုမွတ်စလင်တို့အားညွှန်ကြားထား၏ကုရ်အာန်ကဏ္ဍ40အပိုက်88ကဏ္ဍ2အပိုက်273 253ကဏ္ဍ42အပိုက်73လမ်းလွဲသို့ရောက်သွားသူတို့ကိုးကွယ်နေသည့်အရာတို့အားလည်းမစော်ကားရန်တားမြစ်ထား၏ကုရ်အာန်ကဏ္ဍ6အပိုက်108ထို့အပြင်မိမိနှင့်အယူမတူသူတို့ဤတာသနိကအဆောက်အုံတို့အားမဖြက်စီးယုံညမကကာဝယ်ဆောင်ရှောက်ရမည်ကုရ်အာန်ကဏ္ဍ6အပိုက်108မှာအတိအကျပြည့်နေထားပါတယ်နော်အထက်ပေါ်ပြပါတရားတော်ဤပညာချက်တို့အားမဟာတမန်တော်မြတ်ကြီးနှင့်တကွအကမဟာတာဝကကြီးများတမိုင်းတစ်လျှောက်၌ထွန်းတောက်ခဲ့သည့်သူတော်စင်ပညာရှင်တို့လိုက်နာကျင့်သုံး၍လက်တွေ့အကောင့်တွေဖော်ခဲ့သောတမိုင်းမှန်တမ်းများအတိအကျရှိပါသည်နာရဂျန်အယမခရိယန်များအားမဟာတမန်တော်မြတ်ကြီးမှာလောကတခွင်တွင်ဒုတိယအမျက်ဆုံးဖြစ်သည့်မက်ဆီဂျ်နဘဝီဝေကျောင်းတော်အတွင်း၌ခရိယန်တို့၏ထုံးတလိအတိုင်းဝိပုခင်ပေးခဲ့၏၎င်းတို့၏စီနာတောင်မောင်စနိုင်းပေါ်ရှိစိန့်ကက်သရင်ချာချ်ကျောင်းနှင့်ခရိယန်ဘုန်းကြီးကျောင်းတို့အားကာဝယ်ဆောင်ရှောက်ထောက်ပံ့ရန်တမိုင်းဝင်စာချုပ်ကြီးချုပ်ဆိုခဲ့သည့်မှာယနေ့ထက်တိုင်ထိုကျောင်းတော်ရှိပြတိုက်ထဲတွင်ရှိနေ၏အကမဟာတာဝကကြီးဥမာတခင်ပါလက်စတိုင်းရှိဂျေရုဆလင်တို့ရောက်စဉ်အီဆာနဗီယေရှုခရစ်ဖွားမြင်တော်မူရာအရ၌တိဆောက်ထားသော church အတွင်လေ့လာရန်ရောက်ရှိနေစဉ်ဆလတ်အချိန်ကြာရောက်လာ၍ခရိယန် church အတွင်၌ဝိပုယံပုတ်ယဟန်မင်းကြီးကကမ်းလှမ်းတော်လဲဥမာတခင်ကဝိမပြုခဲ့ပြီးဝိမပြုကောင်းဟူ၍မဟုတ်အစ္စလာမ်ဓမ္မသက်စီကံတို့အတိုင်းပထဝီကဘာပထဝီမြေပြင်တွင်မိသည့်အရ၌မဆိုဝိပုနိုင်ဥမာတခင်ဝိမပြုခဲ့ခြင်းမှာမိမိနောက်လိုက်ထဲမှာမျိုးဆက်တစ်တို့ခေတ္တခေတ်တွင်အကျိုးအကြောင်းမသိပဲသူတစ်ပါးသာသနိကအဆောက်အအုံများကိုအစ္စလာမ်ဝေကျောင်းအဖြစ်ပြောင်းလဲပြတ်မှာကိုအမျှော်မြင်ကြီးစွာဖြင့်